ဖိုးချစ်ကိုချင်းလွန်းလို့အမေအမွေပေးထားတဲ့လက်ကွက်ကြီးချရောင်းပြီးစီမုံမှာသိန်းတစ်ထောင်စုချလိုက်တဲ့အမျိုးသမီးအခုမြင်နေရတဲ့အမျိုးသမီးကတော့အမေပေးတဲ့လက်တစ်ကွက်ကိုအသုံးချပြီးဇမင်းသားကိုသိန်းတစ်ထောင်စုချခဲ့တဲ့အမျိုးသမီးပါအခုချိန်မှာစီးပွားရေးကျပ်တဲနေတာကြောင့်သိန်းတစ်ထောင်ဆိုတာနေတဲ့ပမာဏမဟုတ်ပါဘူး။ဒါပေမဲ့ဒီအမျိုးသမီးကစင်ပေါ်မှာစုချခဲ့တာပါ။သိန်းတစ်ထောင်စုချခြင်းခံလိုက်ရတဲ့ဇမင်းသားဖိုးချစ်ပဲဖြစ်ပါတယ်။အဆိုပါအမျိုးသမီးကဖိုးချစ်ဇပွဲမှာကပြတဲ့ပြဆက်ကသူမနဲ့အတူသူမရဲ့အမရဲ့ဘဝနဲ့ထပ်တူကြနေရလို့သိရပါတယ်။ဒါကြောင့်ဒီပြဆက်ကြောင့်ပဲသိန်းတစ်ထောင်စုချခဲ့တာဖြစ်ပါတယ်။သိန်းတစ်ထောင်စုချတာကပတ်စံပေါ်လို့မဟုတ်ဘဲမိခင်အမွေပေးထားတဲ့လက်ကွက်လေးကိုရောင်းပြီးတော့သိန်းတစ်ထောင်ကိုငွေသားအပုံလိုက်တက်ကစင်ပေါ်မှာစုချခဲ့တာဖြစ်ပါတယ်။ဒီလိုမျိုးဖိုးချစ်ကိုစုချတာနဲ့ပတ်သက်လို့လူတွေကြားမှာဝေဖန်မှုမြင့်တက်နေပါတယ်။လူတွေဝေဖန်ကြတာကသိန်းတစ်ထောင်ဆိုတာကကိုဘဝအတွက်ရင်းနှီးလောက်ကင်စားတော့လို့ရကြောင်းဇမင်းသားတွေဆိုတာကငကိုကလည်းကြီးကြီးတက်ချမ်းသာနေရကိုပြည့်နေတဲ့ရေအိုးဖြည့်တယ်လို့ဖြစ်နေကြောင်းတကယ်လို့ငွေပေါ်နေတောင်မိဘမဲ့ကလေးတွေဘိုးဘွားတွေကိုလှူသင့်တယ်လို့ဆိုပါတယ်။ပရိသတ်တွေကတော့အမေပေးတဲ့လေကွက်နဲ့ဖိုးချစ်ကိုစုချတဲ့အမျိုးသမီးကိုဘယ်လိုမြင်ကြပါလဲရှင်။ဒီလိုသတင်းတွေကိုသိရဖို့တော့ကျမတို့ရဲ့ page ကို like and follow လုပ်ခဲ့ပါအောင်နော်။